ကျွန်တော်ဘဝမှာတခြားလူတယောက်စီကနေပြီးတော့ကြော်ခွဘူးတာတစ်ခါရှိခဲ့ဘူးတယ်အဲ့ဒါကတော့ကျွန်တော်ဂီတကိုယူသွလို့လို့အခွေငါးပြီးပြန်မပေးဘူးတာပေါ့နော်အဲ့ဒါတော့ကျွန်တော်ငငယ်တုန်း14နှစ်သားလောက်တော့မိုက်ကယ်လန်ဒူရော့အခွေရဲ့နာဗာနာအခွေရဲ့ပေါ့နော်အဲ့ဒါကကျွန်တော်ရှာဝယ်လို့မရလို့ဆိုပြီးတော့သူများစီကငါးပြီးပြန်မပေးဖြစ်ဘူးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လောက်ယူသွလဲဆိုတာကျွန်တော်ရဲ့ဒီမှာစုဆောင်းထားတဲ့မာစတာအခွေတွေကိုတစ်ချက်လေ့လာကြည့်ပါဒီအခွေလေးကတော့ကိုလေးပြူရဲ့မန်မီများအခွေပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဘဝမှာအပြောင်းလဲဖြစ်စေခဲ့တဲ့အခွေပေါ့နော်ကျွန်တော်စိတ်တက်ကြတဲ့အချိန်မှာဒီအခွေထဲမှာပါတဲ့စွမ်းအားဆိုတဲ့သချင်းကိုကျွန်တော်အမြဲနားထောင်ဖြစ်တယ်ဒီသချင်းလေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပေါ့ကတ်လေးလုပ်ဖို့ရှိပါတယ်အဲ့ကြရင်လည်းအားပေးကြပါဦးဒါကတော့ကိုကြီးငယ်နောက်ဆုံးထွက်ထားတဲ့9 album ဖြစ်ပါတယ်ဒီခွေလေးကိုလည်းကျွန်တော် DVD မာစတာခွေသွားပြီးအားပေးထားတာဖြစ်ပါတယ်ဒီမှာကိုကြီးငယ်စီအဲ့ခွေကနေပါတဲ့ဟိုပါပေါ့နော်ပိုစတာလေးပေါ့ဒါလေးကိုကျွန်တော်plastic လေးလောင်းထားတာပေါ့ဒါလည်းကျွန်တော်အရန်ကြိုက်တဲ့တရေးလေးဆိုကိုကြီးငယ်အမှတ်တရပေါ့ဒါကတော့ကျွန်တော်တို့ရဲ့ legendary rocker ကြီးကိုဇော်ဝင်းထွဋ်ရဲ့ပြတိုက်ထဲကနေပြတိုက်ထဲညအခွေပဲဖြစ်ပါတယ်ကျွန်တော်အရန်ကြိုက်ပါတယ်ဒါကတော့ကိုမျိုးကြီးရဲ့လိပ်စာတူကအခွေပဲဖြစ်ပါတယ်ဒီထဲမှာတော့ကျွန်တော်အရန်ကြိုက်ရတဲ့ဆရာမောင်စောလက်တို့ဒီတချင်းတွေလည်းပါတယ်ဗောနော်ကျွန်တော်တိတ်ကြိုက်တဲ့အခွေပါဒါကတော့ကိုစိုးလင်းလေးကိုဂုံပြပြီးပြန်ထုတ်ထားတဲ့ album လေးပါကျွန်တော်တို့စုတူပြုအများကြီးလုပ်ခဲ့ရတဲ့အဆိုတော်တယောက်ပေါ့ဒီဟာလေးကတော့ကျွန်တော်တချင်းရေးတဲ့အချိန်မှာအရန်ပြောင်းလဲမှုပေးခဲ့တဲ့အခွေပါကျွန်တော်လည်းအရန်ကြိုက်တယ်ပေါ့ Green Day ရဲ့ American Idiots ပါကျွန်တော်ဘာကြောင့်လဲဆိုတော့ဒီအခွေလေးကိုကျွန်တော်တချင်းတွေစရေးတော့တကယ်ချင်းတယောက်ကတချင်းတွေစရေးတာမဟုတ်ဘူးကျွန်တော်ကြပြားတွေရေးတော့တကယ်ချင်းတယောက်ကတချင်းရေးဖို့တွန်းအားပေးတယ်တွန်းအားပေးပြီမဲ့ကျွန်တော်ကအဲ့လိုကိုပိုင်တန်စင်တွေမထုတ်နိုင်သေးတဲ့အချိန်မှာဒီ Green Day ရဲ့ American Idiots အခွေကိုကျွန်တော်တစ်ခွေလုံးကဘာပြန်ရေးခဲ့တာပေါ့copy ပြန်ရေးခဲ့တာပေါ့နော်အဲ့ဒီကနေစခဲ့တာဒါကျွန်တော်ရဲ့အမှတ်တရအခွေလေးပါပြောရရင်ဒီမှာနောက်တစ်ခွေပြမယ်ဒီကတော့ကျွန်တော်အရန်ကြိုက်တဲ့ Metallica ပါကျွန်တော်ဒီလို metal တွေ riff တွေရေးနိုင်အောင်အများကြီးသူ့စီကနေပြီးတော့အတူယူခဲ့ရတာပေါ့နော်ဒီ Metallica အခွေဖြစ်ပါတယ်ကဲဒါလေးကတော့အခု Linkin Park အခွေလေးပါအခုတော့ Chester မရှိတော့ဘူးဆိုတော့အလွမ်းပြေလေးပေါ့ဒါကျွန်တော် Linkin Park DVD လေးဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်အရန်ကြိုက်ရတဲ့ Avenged Sevenfold ရဲ့ album လေးဖြစ်ပါတယ်ကဲဒါလေးကတော့ Slipknot ပါဒါတော့ metal ပရိသတ်တွေအရန်ကြွေရတဲ့အခွေပေါ့နော်ဟုတ်ကဲ့ပြီးပါလို့ရှိရင်ဒီခွေလေးကတော့ဒါတော့ new metal တော့ modern rock တို့ရဲ့ဆရာကြီးပေါ့တဆူပေါ့ခွန်အဖွဲ့အခွေလေးဖြစ်ပါတယ်သူစီကနေအများကြီးကျွန်တော်ယူခဲ့ရတယ်ကျွန်တော်အရန်ကြိုက်တယ်ကျွန်တော်ရေးထားတဲ့ new metal တွေလည်းသူစီကနေစုတူပြုခဲ့ရတယ်အများကြီးပေါ့နော်ပြီးသွားလို့ရှိရင်ဒါကတော့လုံးဝအငြိမ်လေးပေါ့အခုနောက်လို့ Slipknot တို့အဆူတွေ Metallica တို့ပြီးသွားတဲ့အချိန်မှာဒီဟာလေးကတော့ညာအိယာဝင်ပဲဖြစ်မနက်ခင်းဖြစ်အရန်နားထောင်လို့ကောင်းတဲ့ Black Moon Night ပါလို့နော်အဲ့မှာကျတော့တကယ်ဂီတာသမား Richie Blackmore ရဲ့ဒီထွင်ဖန်တီးမှုတကယ်နူးညံ့တဲ့ဂီတအရသာတွေအဲ့ဒါတွေကိုခံစားရမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်ကအဲ့ဒီအခွေလေးတွေပေါ့နော်ငငယ်တုန်းကကျွန်တော်တို့ခေတ်တုန်းကမြို့ထဲတော်မှာ15ချက်ပဲရှိတဲ့အချိန်ပေါ့ဂိမ်းစဂိမ်းဆုံး15ချက်ပဲရှိတဲ့အချိန်မှာကျွန်တော်ဒီအခွေလေးတွေဝယ်ထားတာပါအနည်းဆုံးတော့1800လောက်ရှိတဲ့ခေတ်တုန်းကပေါ့နော်DVD တွေဆိုရင်လည်းသိတဲ့အတိုင်းပဲဈေးတွေကများတယ်ပေါ့ဒါပေမဲ့ကျွန်တော်ကရသမျှမုံမိုးလေးတွေကိုစုတာပေါ့ကျွန်တော်မစားရမတော့ရပဲနဲ့အဲ့လောက်ပဲအဲ့လောက်ထိကိုကျွန်တော်ဂီတကိုယူသွတ်တာပါလို့အဲ့ဒါကြောင့်ကျွန်တော်အရင် post တွေမှာလည်းပြောခဲ့လို့ကျွန်တော်ရဲ့အခွေလေးတွေကိုကြွားတာပေါ့နော်ဟုတ်ကဲ့ဒါကျွန်တော်ကိုယ်ပိုင်စုဆောင်းထားတဲ့ဒါ original အခွေတွေပဲဖြစ်ပါတယ်ပြီးတော့တချို့ဟာလေးတွေက original အခွေတွေဝယ်လို့မရလို့copy တွေဝယ်ထားတဲ့ဟာတွေရှိတယ်ပေါ့နော် copy ဆိုတာတကယ်နိုင်ငံခြားဥစ္စာတွေပေါ့အဲ့ဒါလေးတွေကိုကျွန်တော်ဈေးအိတ်နဲ့ထည့်ထားတယ်လည်းအများကြီးရှိသေးတယ်ကျွန်တော်မှာဗီဒီယိုနဲ့ကိုထည့်ထားရတာအခွေရဒါကတော့ကျွန်တော် original အခွေတွေပဲပြတာပေါ့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တေးလေးဆိုချမ်းချင်းကြော်ပါ bye bye